2008 ခုနှစ်ကကိုရီးယားနိုင်ငံမှာတကယ်ဖြစ်ခဲ့တဲ့နာယောင် case ကိုပြန်လည်ရိုက်ကူးထားတဲ့2003ခုနှစ်အတွက်ဖြစ်ရမယ့်ရုပ်ရှင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီအဖြစ်အပျက်ရဲ့ထူးခြားချက်ကတော့တခြားရာဇဝတ်မှုတွေနဲ့မတူဘဲကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုထက်နစ်နာသူကလေးမလေးအတွက်မိသားစုနဲ့ပတ်ဝန်းကျင်ရဲ့ပြန်လည်ကူစားမှုနဲ့စိတ်သက်ကြက်ခံမှုတွေပါပဲ။ရုပ်ရှင်ထဲမှာလည်းကလေးတယောက်ဆောင်လူတွေကအကောင်းဆုံးတယောက်ဆောင်နိုင်ခဲ့ပြီးအကောင်းဆုံးရုပ်ရှင်စုကိုလည်းရခဲ့တာမို့ကြည့်ရှုလိုက်ကြရအောင်နော်။ဝီပီယန်လေးခံပြီးကြည့်ရှုပေးကြဖို့လည်းမေတ္တာရက်ခံပါတယ်ရှင်။ဆိုဝန်းလို့ခေါ်တဲ့ရှင်းနှစ်အရွယ်ကလေးမလေးကကလေးပီပီဆက်ဆူတက်ပေမဲ့တော်တော်လေးထက်မြက်တဲ့ကလေးတယောက်ပါမန္တတိုင်းကျောင်းသွားတဲ့အခါမှာတော့သူမရဲ့အချစ်ဆုံးတငယ်ချင်းရောင်စွတ်နဲ့အတူကျောင်းကိုလမ်းလျှောက်သွားလေးရှိပါတယ်တရက်မှာတော့ဆိုဝန်းကကျောင်းကိုသွားဖို့ထွက်လာပေမဲ့အပြင်မှာမိုးကရွာနေရကြောင်းအမေဖြစ်သူကဆိုဝန်းကိုအမေကျောင်းကိုလိုက်ပို့ပေးရမလားလို့မေးတော့ဆိုဝန်းကသူမဘာသာသွားလို့အဆင်ပြေကြောင်းပြောကအမေစိတ်မပူအောင်3မိနစ်အတွင်းကျောင်းကိုရောက်အောင်ပြေးသွားမှာလို့ဆဆနာနောက်နဲ့ပြောခဲ့ပါတယ်ဒါနဲ့အမေကလည်းလိုက်မပို့တော့ပဲမိုးရွာလို့တခုခုဖြစ်သွားမှာဆိုလို့ဒီနေ့တော့လူမပြတ်တဲ့လမ်းကနေသွားဖို့ပြောခဲ့တယ်။ဒီလိုနဲ့ဆိုဝန်ကမိုးရွာထဲမှာကျောင်းကိုထွက်သွားပေမဲ့တငယ်ချင်းတွေကသူမတဲ့အရင်ရှေ့ကနေပြေးသွားတာကိုမြင်လိုက်ကြတယ်။ဆိုဝန်တို့ကျောင်းဘက်လမ်းမှာတော့လူတစ်ယောက်ကဖြတ်သွားတဲ့ကလေးမလေးတွေကိုချောင်းကြည့်နေပါတယ်။နောက်ကျနေတဲ့ဆိုဝန်ကိုမြင်တော့အဲ့ဒီလူကလက်ထဲမှာစုံကိုကန်ကန်ထွက်လာပြီးအနားရောက်တော့ဆိုဝန်ဆောင်းလာတဲ့ထီဝါလေးကအရန်လာတာပဲလို့ပြောပြီးသူရောအတူဆောင်းလို့ရမလားလို့မေးပါတယ်။ဆိုဝန်ကတော့ကျောင်းနောက်ကျနေတာမဟုတ်ပါလို့ပဲရင်ကြီးစွာညင်းဆိုရင်ခလန်းလန်းကနေကျောင်းကိုငေးကြည့်လိုက်တဲ့အခါဝင်သွားတဲ့ကျောင်းသားတွေလည်းမရှိတော့သလိုဘိုးလည်းတဲနေတော့အဆောက်တွေကလည်းအပြင်မှာရှိမနေတော့ပါဘူး။နောက်မြင်ကွင်းမှာတော့ဆိုဝန်းရဲ့ထီဝါလေးကလုံးဝကျိုးသွားပါပြီ။ဆိုဝန်းလေးရဲ့အိတ်ဖက်နှက်နဲ့ပစ္စည်းတွေအားလုံးကလည်းကိုယ်တော်ပြက်တစ်ခုထဲမှာပြန့်ကျဲနေပါတယ်။ဆိုဝန်းကလည်းဒဏ်ရာတွေရနေပြီးတုံရီနေရင်းနဲ့ပဲနောက်ဆုံးအင်အားကိုထုတ်သုံးကအကူကြီးတောင်းမှုဖုံးကိုမနှဲပြန်ကောက်ယူခဲ့ပါတယ်။ခဏကြာမှတော့လူနာတင်ရင်တစ်စီးရောက်လာပြီးဆိုဝန်းကိုစေးအောင်အမြန်ပို့ပေးခဲ့ပါတယ်။ဆိုဝန်းရဲ့အမေလည်းစေယုံကိုရောက်လာတဲ့အခါသူသမီးရဲ့အခြေအနေကိုမြင်တော့ယူမတက်ကြေကွဲသွားခဲ့တော့တယ်။ဆိုဝန်းရဲ့ခန္ဓာကိုယ်မှာဒဏ်ရာတွေနဲ့ပြည့်နေတာကသူမခံစားခဲ့ရတဲ့အဖြစ်ဆိုးရဲ့ရက်စက်မှုကိုတက်တည်ပြနေပါတယ်။ဆိုဝန်းလေးကိုပြုကျင့်ခဲ့တဲ့ခုနကလူကသူစိတ်ရှိသလိုကျူးလွန်ခဲ့ရုံသာမကတိတ်လို့မတက်ရိုက်နှက်ခဲ့ပါတယ်။ဒါပေမဲ့ဆိုဝန်းရဲ့ကံလို့ပြောရမလားတန်မာတဲ့စိတ်ကြောက်လို့ပဲပြောရမလားပါပဲ။ဆိုဝန်းလေးကဒီအခြေအနေမှာတော့အသိစိတ်မလွတ်ဘဲအသက်ရှင်တန်နိုင်မှုဖြစ်ခဲ့ပြီးဆရာဝန်တွေကလည်းမိဘတွေကိုတမီးရဲ့အသက်ကိုကယ်တင်ဖို့ခွဲစိတ်ကုသမှုလိုအပ်ကြောင်းလာပြောပါတယ်။ဒီဝမ်းနဲ့ဝယ်ဖြစ်ရဲ့ဝင်တော့ဝင်ဖို့ကဆိုဝန်းရဲ့မိဘတွေအပေါ်ကြောက်ရောက်သွားပြီးရှေ့လျှောက်လမ်းခီးကျန့်အခြေကြီးကိုရုန်းကန်ရပါတော့မယ်။ခွဲစိတ်မှုအောင်မြင်ပြီးတဲ့နောက်ဆိုဝန်းတတိပြန်ရလာတဲ့အခါအဖေကဆိုဝန်းဘေးကိုအပြေးလွှားလျှောက်လာတော့ဆိုဝန်းကအဖေကိုကြည့်ပြီးဒီနေ့အလုပ်မသွားဘူးလားလို့မေးပါတယ်။ဒီမိကူကိုကြားတော့ဆိုဝန်းလေးအတွက်အလုပ်ကြောင့်အနားမှာသူမရှိနိုင်ခဲ့လို့ဖြစ်ရတာဆိုပြီးသူ့အပြစ်လို့ခံစားလိုက်ရတယ်။အဖေကလည်းတမိရှိမှအာတင်ထားရင်းနဲ့ပဲဆိုဝန်းကိုစကားများများမပြောသေးပဲပြန်အနားယူဖို့ပြောတော့ဆိုဝန်းကအရန်အိတ်ချင်နေတယ်လို့ပြောပေမဲ့သူမအိတ်ပျော်သွားရင်ဖြစ်ခဲ့တာတွေအားလုံးကိုမေ့သွားမှစိုးရိမ်နေတယ်လို့အဖေကပြောခဲ့တယ်။ဆိုဝန်းဟာအသက်ရှင်နေပဲရှိနေသေးပေမဲ့အဖြစ်ပြက်အကြောင်းအရာတွေကိုအားလုံးသိကမှတ်မိနေပြီးဘလို့ပဲဖြစ်ဖြစ်အဲ့ဒီလူကိုဖမ်းမိဖို့တတိရှိရှိရင်ဆိုင်ကျင်နေပါတယ်။ဆိုဝန်းရဲ့အတွေ့နဲ့စိတ်တက်ကသူမအသက်အရွယ်ထက်အများကြီးတာလွန်နေရလဲမြင်ရမှာပါ။ဒီလိုနဲ့ခဏအကြာမှာတော့ဆိုဝန်းအိတ်ပျော်သွားတယ်။အဖေဖြစ်သူကတော့သူ့ရဲ့စိတ်ခံစားချက်တွေပြိုလဲမသွားအောင်တွန်းလှန်ရင်းဆိုဝန်းရဲ့လူနာခန်းထဲကနေချိန်မခိုင်နိုင်ပဲတုံကြီးစွာနဲ့တိတ်တိတ်လေးထွက်သွားခဲ့တော့တယ်။နောက်တစ်ခါမှတော့ဆိုဝန်းတို့အိမ်ပြင်ဘက်မှာရဲတွေရောက်နေခဲ့ပြီးဆိုဝန်းကိုကျူးလွန်သူကိုဖမ်းမိပြီဆိုပြီးမိဘတွေကိုအသိပေးခဲ့ပါတယ်။ဒါနဲ့ဆိုဝန်းရဲ့အဖေကရဲစခန်းကိုအပြေးလွှားသွားခဲ့ပြီးအဲ့ဒီလူကိုဒေါသတကြီးနဲ့လှုပ်ပစ်ချင်နေပေမဲ့စိတ်ကိုထင်းကဥပဒေအရရေးယူဖို့ပဲစိတ်အားထက်သန်နေပါတယ်။ဒါပေမဲ့ရဲအရာရှိကအဲ့ဒီလူကိုဖမ်းဆီးခွင့်ကတန်တရားအဆင့်သာရှိသေးတာမို့လိုအပ်တဲ့ထောက်ထားတွေမရှိဘူးလို့ပြောခဲ့တယ်။အမှုကိုဆက်လုပ်ဖို့ဆိုဝန်းရဲ့ထွက်ဆိုချက်ကလိုအပ်တယ်လို့ပြောကဆိုဝန်းရဲ့စိတ်ကိုပြောင်းပြီးထွက်ဆိုချက်ယူနိုင်မှုအဖေဖြစ်သူကိုသူ့သမီးအကြိုက်ဆုံးအယုတ်ကိုစေယုံယူသွားဖို့အိမ်ကိုအမြန်ပြန်လို့အကြံပြုခဲ့တယ်။ဆိုဝန်းရဲ့အဖေလည်းအိမ်မြန်ပြန်သွားပြီးဆိုဝန်းအကြိုက်ဆုံးအယုတ်ကိုရှာကဒါကသူ့သမီးကိုတနည်းနည်းနဲ့အထောက်အကူဖြစ်လိမ့်မယ်လို့မျှော်လင့်ရင်းရဲရရှိပြောသလိုစေယုံကိုယူသွားခဲ့တယ်။စေယုံမှာတော့စေယောဂကုဆရာဝန်တယောက်ကရောက်လာပြီးဆိုဝန်းရဲ့ကုသမှုကိုစတင်ပါတယ်။ဆရာဝန်မကဆိုဝန်းနဲ့ကစားပေးပြီးကလေးနဲ့ယူကြည်မှုတိစောက်ဖို့ကြိုးစားတယ်။ဒါကအလုပ်ဖြစ်လာပြီးတဖြည်းဖြည်းနဲ့ဆိုဝန်းရဲ့အပြုတ်မှုကပုံမှန်လူလိုဖြစ်လာခဲ့တာမို့ဆိုဝန်းလေးပို့ပြီးစိတ်တက်တောင့်တက်တာရှိလာတဲ့အချိန်ကိုစောင့်ကအဲ့ဒီနောက်မိခုနေစမေးခဲ့တယ်။ဆရာဝန်မကဆိုဝန်းကိုအမျိုးသားတွေဓာတ်ပုံကိုတပုံပြီးတပုံပြတဲ့အခါဆိုဝန်းကသူမကိုနာကျင်စေခဲ့တဲ့လူရဲ့ဓာတ်ပုံကိုမြင်တော့စိတ်တန်ရပေါင်းများစွာကြောင့်ထိတ်လန့်မှုကိုချက်ချင်းခံစားလိုက်ရပြီးနှလုံးတွေကိုချက်ချင်းမှိတ်ပစ်လိုက်တယ်။စေယောဂကုဆရာဝန်ကလည်းဒါဟာတရားခံဖြစ်မယ်လို့နားလည်လိုက်တာမို့အတီးပြုတ်ဖို့အတွက်ဆိုဝန်းကိုဓာတ်ပုံတွေဆက်ပြပြီးအဲ့ဒီလူကဘယ်သူလဲဆိုတာဆိုဝန်းကိုကိုယ်တိုင်ထုတ်ပြောလာဖို့ချော်မေးခဲ့တယ်။
အသက်ငယ်ပေမဲ့တန်မာတဲ့စုံဝန်းလေးကလည်းသူမကိုယ်တိုင်အဲ့ဒီလူကိုဖမ်းမိစေချင်နေတာမို့ကြောက်ရွံ့စစ်ကိုကြော်ပြတ်ဖို့လက်တွေတုံကြီးနေရင်းနဲ့ပဲသူမဘဝကိုဖျက်ဆီးခဲ့တဲ့လူရဲ့တပ်ပုံကိုလက်ညှိုးထိုးပြပြီးအတူပြုတ်ပေးလိုက်တော့တယ်။စုံဝန်းရဲ့ထွက်ဆိုချက်ကိုအတီးပြုတ်ပြီးတဲ့အခါရဲတွေကတရားခံကိုဖမ်းဆီးဖို့လုံလောက်တဲ့အထောက်ထားရသွားပြီးမို့ချက်ချင်းပဲအဲ့ဒီလူသိမ်းဆန်ကောင်ကိုဖမ်းဆီးလိုက်ပါတော့တယ်။ဒီအကြောင်းကသတင်းမီဒီယာတွေစီလည်းချက်ချင်းပြန့်နှံ့သွားတာကြောင့်မီဒီယာသမားတွေကလည်းဖြစ်ရပ်ကိုသတင်းယူဖို့အစည်းအရုံးတစ်ဝိုက်မှာစုဝေးရောက်လာကြပါတယ်။စုံဝန်းရဲ့အဖေကလည်းဒါကိုသိလိုက်တော့ချက်ကားပြောဆိုခံရမယ့်မီဒီယာတွေလက်ကလွတ်အောင်စုံဝန်းကိုကောက်ွယ်ဖို့စေယုံကိုအပြေလွှာသွားခဲ့တယ်။စေယုံဝန်ထမ်းတွေကလည်းစုံဝန်းကိုတခြားအခန်းကိုပြောင်းရွှေ့ဖို့ပြင်ဆင်ပေးနေကြပြီးသတင်းတောက်တွေကလည်းစုံဝန်းလေးရဲ့နှာကျဲမှုကိုသူ့ထက်ကအရင်သတင်းရေးနိုင်မှုပဲခေါင်းထဲရှိနေကြပြီးတော့ကြပိုးလိုမရမကလိုက်နေကြပါတယ်။အခြေအနေကထိမ့်မနိုင်တိတ်မရဖြစ်လာတာမို့အဖေဖြစ်သူကစုံဝန်းကိုပွေ့ချပြီးအပေါ်ဆုံးတက်မှာရှိတဲ့တီးတန့်အခန်းတစ်ခန်းကိုခေါ်သွားခဲ့ပါတယ်။စုံဝန်းလေးရဲ့ပုံစံကလည်းကြောက်ရွံ့ထက်လန့်မှုတွေနဲ့လွှမ်းမိုးခံနေရတာသိတာနေပြီးမျက်ရည်အဝိုင်းသားဖြစ်နေတဲ့နှလုံးလေးတွေနဲ့အဖေကိုကြည့်ကတမီးတစ်ခုခုအမားလုံးမိသွားလို့လားလို့တနာစွဲမေးခဲ့ပါတယ်။အဖေကလည်းသူ့သမီးလေးဘာအမားမလုံးမိကြောင်းညှင်းသားစွာပြောကစိတ်ချထားဖို့ပြောပေးခဲ့ပြီးတမီးကိုစိတ်ငြိမ်အောင်စူးစမ်းနေပါတယ်။စုံဝန်းလေးကိုနှစ်သိမ့်ပေးနေစမှာပဲခါမှချိတ်ထားတဲ့စုံဝန်းရဲ့ဝမ်းအိတ်ကရုတ်တရက်ပေါက်သွားတာမို့အိယာပေါ်ဖိတ်ဆင်သွားတယ်။အဖေဖြစ်သူကလည်းအမြန်တန်ရှင်းရေးပြန်လုပ်ပြီးဝမ်းအိတ်ကိုပြန်လဲပေးဖို့စုံဝန်းအဝတ်စားတွေကိုဖယ်ဖို့လုပ်လိုက်တဲ့အခါတမီးလေးစုံဝန်းကရုတ်တရက်စိတ်တန်ရာတွေပေါ်လာပြီးအဖေဆိုရအောင်မေ့သွားကသူမရဲ့အဝတ်တွေကိုမချွတ်ဖို့မလုပ်ပါနဲ့လို့နာကျင်စွာအုံငိုခဲ့ပါတယ်။အဖေဖြစ်သူကလည်းတမီးလေးဖြစ်သွားတဲ့ပုံစံကိုမြင်လိုက်ရပြီးနောက်ကျူးလွန်ခဲ့တဲ့ဖြစ်စဉ်အတွင်းမှာဘလောက်တောင်ဆိုးဝါးအောင်ခံစားခဲ့ရရှာမလဲဆိုတာတွေးမိသွားပြီးတမီးအတွက်ကြေကွဲတုန်လှုပ်သွားခဲ့တယ်။စုံမှုရှင်ထဲမှာအဲ့ဒီလူသိဆန်မိစ္ဆာကြောင့်ကြံခဲ့တဲ့အမာရွတ်တွေကအဖေဖြစ်သူတွေးထင်ထားတာထက်အများကြီးပိုနဲ့ဆိုင်နေတယ်ဆိုတာသိလိုက်ရပါတယ်။အဲ့ဒီနေ့ညနေခင်းမှာတော့စုံဝန်းရဲ့အဖေကလူနာခန်းထဲကိုအပြင်ကနေဝင်လာတဲ့အခါစုံဝန်းကသူမခန္ဓာကိုယ်ကိုစောင်းနဲ့အုပ်ထားတာမြင်လိုက်ရတယ်။အဖေအပေါ်မှာတော့ဒီလိုတုံ့ပြန်မှုကြောင့်ရုတ်တရက်တော့ခြေလမ်းတွေရက်တက်သွားပေမဲ့စုံဝန်းအမေကနေမကောင်းဖြစ်နေတာမို့ခဏလောက်တော့လာလည်နိုင်အောင်မဟုတ်ဘူးလို့ပြောပြလိုက်တယ်။ပြီးတော့စုံဝန်းမှာမကြခင်မောင်လေးတယောက်ရတော့မယ်လို့လဲဝမ်းသာအောင်ထပ်ပြောလိုက်ပေမဲ့စုံဝန်းကတိတ်ဆိတ်နေပြီးဘာမှပြန်မပြောပါဘူး။အဖေကလည်းစုံဝန်းလေးကိုအဖေရှိမှတော့တမီးမျက်နှာကိုဖုံးကွယ်ထားစရာမလိုပါဘူးလို့ဝမ်းနဲ့စွာပြောခဲ့ပါတယ်။ဒီလိုနဲ့အဖေဖြစ်သူလည်းထွက်သွားပေးခဲ့ပြီးစေးရုံစိတ်တွေရှင်းပေးဖို့ကောင်တာကိုသွားတဲ့အခါငွေကမလုံလောက်ဖြစ်လာတာသိလိုက်ရပါတယ်။ဒါကြောင့်အကူအညီလိုလာတဲ့အတွက်သူနဲ့အလုပ်လုပ်တဲ့တငယ်ချင်းတယောက်ကိုဖုန်းဆက်လိုက်တယ်။နောက်တစ်ခါမှာတော့စုံဝန်းလေးကိုကျူးလွန်ခဲ့တဲ့လူကိုတရားရုံးမှာရုံးထုတ်စစ်ဆေးခဲ့ပါပြီ။အမှုစစ်တွေကလည်းတရားခွင်မှာမြင်းမြန်ကြတဲ့အခါအဲ့ဒီလူကဆွဆွဲချက်အားလုံးကိုညှင်းဆိုပါတယ်။ဒါပေမဲ့ရဲတွေဘက်ကလည်းခိုင်မာတဲ့အထောက်အထားတွေကိုတရားသူကြီးထံတင်ပြနေပါတယ်။တစ်ဖက်မှာတော့စုံဝန်းရဲ့အဖေကလူနာအခန်းကိုရောက်လာတဲ့အခါအခန်းရှိမှာကလေးတွေလည်းစုဝေးနေပြီးအခန်းထဲမှာလည်းစုံဝန်းကြိုက်တဲ့ကတွန်းဆက်ကောင်ဝတ်စုံတွေနဲ့ကပြနေတဲ့လူတွေကိုတွေ့လိုက်ရတယ်။စုံဝန်းလေးကလည်းအလုံးပြောရွှင်နေပုံရပါတယ်။ကပြလို့ပြီးတော့ခေါင်းစွပ်ချွတ်လိုက်တဲ့အခါမှာသူ့ဇနီးရဲ့တငယ်ချင်းဖြစ်သူနဲ့စေယုံမှတူနာပြတူဦးတို့ဖြစ်နေတာသိလိုက်ရတယ်။ခဏနေတော့စုံဝန်းအဖေလည်းအယုတ်ဝတ်စုံငားတဲ့သူစီလိုက်သွားပြီးအဲ့ဒီအယုတ်ဝတ်စုံကတရက်ငားကဘယ်လောက်လဲလို့မေးခဲ့တယ်။အယုတ်ပန်ရှင်ကလည်းတရက်ကိုဒေါ်လာ200လို့ပြောလိုက်တော့စုံဝန်းအဖေလည်းအဲ့လောက်ငွေပမာဏကိုမတက်နိုင်တာမို့သူသမီးလေးအတွက်ရုပ်ဝတ်စုံကိုငှားကြင်လို့ပါလို့ဆိုကငှားကကိုအရေးကြရနိုင်မလားလို့မေးတော့ပိုင်ရှင်ကလည်းသူ့အခြေအနေကိုသိတဲ့အတွက်ကူညီဖို့ဆုံးဖြတ်လိုက်တယ်။စုံဝန်းကြိုက်တဲ့ရုပ်ဝတ်စုံတစ်စုံကိုခါမှန်ငှားပေးခဲ့ပြီးအဆင်ပြေတော့မှပြန်ပေးဖို့ပြောခဲ့တယ်။အဲ့ဒီနောက်စုံဝန်းရဲ့အဖေကအရုပ်ဝတ်စုံကိုဝတ်ဆင်ပြီးလူနာအခန်းထဲကိုဝင်လာတဲ့အခါစုံဝန်းကအရန်ပျော်သွားပါတယ်။စုံဝန်းလေးကအယုတ်ကြီးကိုချက်ချင်းဖတ်လိုက်ပြီးမျက်နှာမှာလည်းနာကျင်မှုတွေပျောက်ကပျော်ရွှင်မှုတွေနဲ့တောက်ပနေပါတယ်။နောက်တနေ့မနက်မှာဆရာဝန်မကစုံဝန်းနဲ့အချိန်ဖြုံးပြီးစကားပြောပေးနေပါတယ်။အဲ့ဒီနောက်နေ့ရက်အကြာမှာစုံဝန်းဆေးရုံကဆင်းခွင့်ရခဲ့တယ်။အမေနဲ့အဖေကဆေးရုံဆင်းဖို့လာကြိုပေမဲ့စုံဝန်းကအဖေဖြစ်သူကိုမကြည့်ပဲရှောင်ဖယ်နေပါတယ်။ကားမောင်းထွက်သွားတော့စုံဝန်းကိုကြောက်စိတ်နဲသွားအောင်ကားမောင်းနေတဲ့အဖေနဲ့နောက်ကစုံဝန်းတို့ကြားမှာလိုက်ကတစ်ခုကာလိုက်ရပါတယ်။အိမ်ပြန်ရင်းနဲ့အခင်းဖြစ်ပွားရာနေရာကိုဖျက်မောင်းသွားတဲ့အခါစုံဝန်းရဲ့အခြေအနေကပြန်ဆိုးလာပါတယ်။ဒါပေမဲ့အိမ်ရှိကိုရောက်တော့သူတို့အိမ်ရှိမှာစုံဝန်းရဲ့တငယ်ချင်းတွေရေးထားခဲ့တဲ့အားပေးစကားတွေကိုမြင်လိုက်ကြရတယ်။တငယ်ချင်းတွေရဲ့နှလုံးသားတွေက message တွေကိုမြင်လိုက်ရတော့စုံဝန်းရဲ့မျက်နှာကကြောက်စိတ်တွေပြေးခဲ့ပါတယ်။နောက်တနေ့မနက်မှာစုံဝန်းရဲ့အချစ်ဆုံးတငယ်ချင်းရောင်စုကစုံဝန်းရဲ့အဖေစီလာတွေ့ပါတယ်။ရောင်စုရဲ့ပုံစံကအပြစ်ရှိသူလိုခံစားနေရပြီးမျက်ရည်တွေကျလာရင်အဲ့ဒီနေ့ကစုံဝန်းနဲ့အတူကြောင်းသွားဖို့စောင့်ပေးခဲ့ရင်ဒီလိုဆိုးရတဲ့ဖြစ်ရကြီးဖြစ်မှာမဟုတ်ဘူးလို့ပြောကဝမ်းနေလာပြီးထိမ့်နှံတင်းမြောက်ငိုကြွေးလာပါတယ်။စုံဝန်းရဲ့အဖေကလည်းရောင်စုလေးကိုနှစ်သိမ့်ပေးခဲ့ပြီးသူ့မားမဟုတ်ပါဘူးလို့ပြောပြီးကကိုအပြစ်တင်နေတဲ့ဝင်ထုတ်ဝင်ပိုးကိုထမ်းမထားပါနဲ့လို့ချော့ပြောခဲ့ပါတယ်။နောက်ရကြတော့စုံဝန်းကအတော်ဖြစ်သူနဲ့အတူကြောင်းသွားခဲ့တယ်။
ဒါပေမဲ့ဆိုဝန်းကသူမရဲ့ဝမ်းအိတ်ကြောင့်စိတ်မသက်မသာဖြစ်လာပြီးကျောင်းလို့တငယ်ချင်းတွေကမေးရင်ဘာပြောရမလဲဆိုတာကိုစိတ်ပူနေကနောက်ကိုလှည့်ကြည့်တော့ကျောင်းသွားဖို့ပါလာတဲ့ရောင်စွတ်တို့တငယ်ချင်းအုပ်စုကသူမကိုကြည့်နေတာမြင်ရတဲ့အခါပိုပြီးရှက်ကြောက်လာသလိုဖြစ်လာပါတယ်။ဒါပေမဲ့အဖေကသူတို့အနောက်ကနေအယုတ်ဝတ်ဆောင်ဝတ်ပြီးပေါ်လာတဲ့အခါသူမအကြိုက်ဆုံးကတွန်းဆက်ကောင်ကိုထပ်မြင်လိုက်ရတော့စိတ်တက်ကြွလာပြီးယုံကြည်စိတ်ပြန်ရခဲ့ပါတယ်။ရက်တွေကုန်လုံးလာတာနဲ့အမျှဆိုဝန်းရဲ့အဖေကတမီးလေးရဲ့နာကျင်မှုနဲ့အထီးကျန်မှုတွေနဲ့အောင်အယုတ်ဝတ်ဆောင်ကိုဝတ်ပြီးကျောင်းကိုလိုက်လာနေပြီးတော့မှအဖေကကျောင်းဦးကြီးလက်နဲ့စကားပြောခဲ့ပြီးဆိုဝန်းကိုအမျိုးသားဆရာတွေနဲ့နည်းနည်းဝေးဝေးမှထားပေးဖို့တောင်းဆိုခဲ့ပါတယ်။ဆိုဝန်းရဲ့စိုးရင်ပူပန်မှုကိုပုံမတက်တာစေဖို့အတွက်အဖေကဘေးလွယ်တဲ့အိတ်ကလေးကိုဝယ်ထားပေးပြီးချောကလက်တွေနဲ့အပြည့်ဖြစ်ပေးခဲ့တယ်။ဆိုဝန်းတငယ်ချင်းတွေနဲ့စကားပြောတဲ့အခါသူမခါပြီးကအိတ်ကမိုးအိတ်တွေနဲ့ပြည့်နေကြောင်းပျော်ရွှင်စွာပြောနိုင်စေဖို့ပါ။ဒီနည်းနဲ့ကြောင့်တမီးလေးကိုဝမ်းအိတ်ရှိနေတာကိုမေ့သွားစေခြင်းပြီးဘယ်တော့မှကြောက်ရွံ့တာရှက်ရွံ့တာထပ်မဖြစ်အောင်အစွမ်းကုန်စူးစမ်းခဲ့ပါတယ်။ဒီနေ့မှာတော့ဆိုဝန်းကျောင်းသွားနေတော့တကယ်ချင်းတွေကသူမရဲ့လူအိတ်ထဲမှာဘာရှိလဲလို့မေးကြတယ်။ဆိုဝန်းကအထက်မှာချောကလက်တွေပါတယ်လို့ယုံကြည်ကြည်နဲ့ပြန်ပြောလိုက်ပြီးချောကလက်တွေကိုထုတ်ပြကတကယ်ချင်းတွေနဲ့မျှဝေပြီးမှရောင်စွန်းတဲ့အကြောင်းကိုအတူဆက်သွားပါတယ်။ကျောင်းသွားတဲ့လမ်းတစ်လျှောက်လုံးမှာလည်းအယုတ်ဝတ်ဆောင်ဝတ်ထားတဲ့အဖေကဆိုဝန်းကိုဖျော်ဖြေပေးနေပြီးအယုတ်ကြီးကသူမနဲ့အတူရှိနေတယ်ဆိုတဲ့ခံစားချက်ကြောင့်ဆိုဝန်းရဲ့စိတ်ကိုလုံခြုံစေခဲ့ပါတယ်။ဒါပေမဲ့မကြာခင်မှာပဲဆိုဝန်းကဝတ်ဆောင်ထဲမှာရှိနေတာဟာသူမအဖေဆိုတာသဘောပေါက်သွားပြီးအယုတ်ကြီးနဲ့အချိန်ချင်းစကားပြောဖို့စူးစမ်းပေမဲ့အထက်ကအဖေကဘာမှပြန်မပြောခဲ့ပါဘူး။တိကျင်စိမ့်နဲ့ဆိုဝန်းကအယုတ်ကြီးကိုသူ့အမေစီခေါ်သွားပြီးဝတ်ဆောင်ထဲမှာတကယ်ပဲအဖေလားလို့မေးတယ်။အမေကလည်းမျက်နှာဖုံးကိုချွတ်လိုက်တော့ဝတ်ဆောင်တွေကအပူဒဏ်ကြောင့်ချွေးတွေရွှဲနေတဲ့အဖေကပေါ်လာပါတယ်။ဒီလိုအချိန်နဲ့အဖေကိုမြင်တော့ဆိုဝန်းကအဖေနာကိုတိုးကပ်သွားပြီးမျက်နှာပေါ်ကချွေးတွေကိုတုပ်ပေးလိုက်တယ်။အဖေဖြစ်သူကလည်းဝမ်းသာဝမ်းနဲ့ချွေးတွေချားတဲ့ကနေမျက်ရည်တွေကျလာကအဲ့ဒီအချိန်လေးကစလို့ဆိုဝန်းနဲ့အဖေဖြစ်သူတို့ကြားကစိတ်ခံစားမှုအကွာဝေးကလည်းနောက်ဆုံးမှပြန်လည်ချိတ်ဆက်မိသွားကြပါတယ်။နောက်တစ်ခါမှဆိုဝန်းရဲ့အဖေကတရားခံရှိတဲ့ထောင်ကိုတွားခဲ့တယ်။အဲ့ဒီလူကအခုချိန်ကြီးဆိုဝန်းရဲ့အဖေကိုသူ့မှာအပြစ်မရှိဘူးလို့ပြောနေပြီးအဖေကလည်းတိရစ္ဆာန်အောင်အသိဉာဏ်ရှိရင်ဒီလိုလုပ်ဖို့စဉ်းစားမှာမဟုတ်ဘူးလို့ပြန်ပြောခဲ့တယ်။ဒါပေမဲ့ခဏနေတော့ထိုလူကဆိုဝန်းအဖေနဲ့ညှိနှိုင်းမှုတစ်ခုလုပ်ရအောင်လို့ပြောပြီးအခုချိန်မှာသူ့မှာပတ်စံမရှိပေမဲ့ထောင်ကလွတ်လာရင်ဆိုဝန်းရဲ့အဖေကိုလိုချင်တဲ့လောက်ပေးမယ်လို့ပြောတယ်။နောက်တစ်ခါမှတရားခံကိုတရားရုံးမှာထပ်မံရုံးထုတ်ခဲ့ပြီးဒီတစ်ခါတော့ဆိုဝန်းကိုလည်းထွက်ဆိုဖို့အဆင့်ခေါ်ခဲ့တာမို့ရောက်လာခဲ့ပါတယ်။ဆိုဝန်းကတမန်စွာနဲ့ပဲကြောက်စိတ်ကိုထိန်းချုပ်ကတရားခံကိုတရားသူကြီးရှေ့မှာထပ်အတည်ပြုပေးလိုက်တာမို့တရားရုံးကတရားခံကိုအပြစ်ရှိတယ်လို့ကြေညာလိုက်တော့တယ်။ဒါပေမဲ့ဒီလူမဆန်တဲ့ရာဇဝတ်မှုအတွက်တရားခံကိုထောင်ဒဏ်12နှစ်ပဲချမှတ်ခဲ့တာပါ။ဒီဆုံးဖြတ်ချက်ကတရားရုံးမှာရှိတဲ့လူတိုင်းကိုဒေါသထွက်စေပြီးဆိုဝန်းရဲ့အဖေကလည်းဒေါသတကြီးနဲ့တရားခံကိုသူ့လက်နဲ့တပ်ပစ်မယ်ဆိုပြီးရုံးရင်းဆန်ခတ်ဖြစ်ကုန်ပါတယ်။ဒါပေမဲ့ဆိုဝန်းကရှေ့တိုးလာပြီးအဖေကိုဆွဲကအင်ပြန်ကြရအောင်လို့တောင်းပန်ခဲ့ပါတယ်။တရားဥပဒေနဲ့ဖြည့်ရှင်းလိုက်နိုင်ပေမဲ့လည်းသူတို့အတွက်မတရားတဲ့အမိန့်ကြောင့်ရောသူသမီးလေးဆိုဝန်းကိုတနာစိတ်ရောနဲ့အဖေဖြစ်သူလည်းရက်တလိုက်တော့ကသမီးလေးကိုတင်းတင်းကြပ်ကြပ်ဖက်လိုက်ရှင်းနေပဲဇလန်းကပြီးဆုံးသွားပါတယ်။ရုပ်ရှင်ရဲ့နာမည်က HOPE ဟုတ်မျောလင်းချက်လို့ဖြစ်တဲ့အတိုင်းဘလောက်ပဲစိုးရတဲ့အဖြစ်ပြနဲ့ကြုံရပါစေဘဝကိုလက်မလျှော့ပစ်ပဲရှေ့ဆက်ဖို့အားပေးထားတာပါ။သမီးဖြစ်သူကအမျိုးသားတွေကိုကြောက်ရွံ့သွားတဲ့အခါဖခင်ဖြစ်သူကအနားမှာရှိနေပြီးဖို့ကတုံးဝတ်စုံကြီးကိုဝတ်ပြီးအရေးတကြီးကြီးဆောက်ရှောက်ပေးခဲ့ပုံကလည်းချစ်ချင်းမြတ်တာကကြောက်ရွံ့မှုကိုကြော်လာနိုင်တယ်ဆိုတာပြသနေပါတယ်။ဒီဇာတ်ကားကတကယ်ဖြစ်ရမှန်ကိုအခြေခံထားတာမို့ကလေးတငယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်ကောင်တွေကိုပြစ်ဒဏ်ပေးရမှာဥပဒေရဲ့ပြောက်ကွက်တွေကိုလည်းဝေဖန်ထောက်ပြထားပါတယ်။